အခုပြောပြပေးမှာကတော့ Audience ကရေးသားထားတဲ့စိန်စော်ဝဲလေးအကြောင်းပဲဖြစ်ပါတယ်။ဒီစိန်စော်ဝဲမှာဆိုရင်စိန်ရင်းတွင်စိန်တယ်စိန်ရင်းချုပ်ငွေစိန်ရင်းနဲ့စနစ်ဆိုပြီးတော့အပိုင်း၅ပိုင်းပါဝင်ပါတယ်။ဒီစိန်ရင်းတွင်ဆိုတဲ့အပိုင်းကကြတော့ပေါ့နော်ဒီစိန်တယ်တွေကိုအယောင်းတွေလုံးမယ်ပြန်ဝယ်တွေလုံးမယ်ကုတ်တွေသွင်းမယ်ပေါ့အဲ့လိုမသွင်းခင်ပေါ့ကိုယ်ဆိုင်မှာသုံးတဲ့ဒီစိန်ချောင်းမျိုးစားတွေစိန်ရဲ့အရည်အသွေးတွေရွှေရဲ့အရည်အသွေးတွေပေါ့အဲ့ဒါတွေကိုအရင်ဆုံးစိန်ရင်းသွင်းပေးရမယ်ပြီးတော့ပစ္စည်းမျိုးစားဆိုတာကြလဲကိုယ်ဆိုင်မှာသုံးတဲ့လက်စွပ်တို့ဆွဲကြိုးတို့နက်ကတ်တို့ပေါ့နော်အဲ့လိုမျိုးစားတွေကိုသွင်းပေးရမယ်ပေါ့ပြီးတော့အကယ်လို့ဆိုင်မှာပါကောင်တာတွေခွဲထားတာမျိုးရှိရဲဆိုလဲဒီ location နေနဲ့ပေါ့သတ်မှတ်ပြီးတော့ကောင်တာတွေကိုခွဲသွင်းလို့ရပါတယ်ပြီးတော့ဒီမှာကျတော့ရွှေဈေးနှုန်းပေါ့အကယ်လို့ကိုယ့်ရဲ့ပစ္စည်းတွေကမီလင်းဈေးကိုမူတည်ပြီးတွက်တယ်ဆိုရင်ဒီမှာပေါ့နော်ရွှေဈေးနှုန်းနေရာမှာမီလင်းဈေးကိုထည့်လိုက်တယ်ဆိုတာနဲ့ဒါ software တစ်ခုလုံးမှာပေါ့15ပဲရေးတွေကဒါ software ကနေ auto တွက်သွားပြီးမှာပေါ့နော်ဒီအရောင်းကုန်တဲ့မျိုးစားတို့ကကြတော့အကျွေးရောင်းတာတို့ installment ရောင်းတာတို့အတွက်ပေါ့ကုန်တဲ့နာမည်တွေကိုမှတ်ပေးထားရတာပါဒီပရင်းစီယာဆိုတာကြတော့ကိုယ့်ရဲ့စိန်တဲတွေကိုပေါ့ဘယ်ပရင်းစီယာစီကနေဝယ်လဲဒါမို့ဘယ်ပရင်းနဲ့လုပ်လဲဆိုပြီးတော့ဒါပရင်းရဲ့နာမည်သွင်းပေးရတာပေါ့ပြီးတော့ဒီမှာဝန်ထမ်းတွေထည့်လို့ရတယ်ပစ္စည်းတွေပိုင်းငှားတာရှိရဲဆိုလဲအဝင်ထွက်တွေလုပ်လို့ရတယ်ပေါ့ပြီးတော့ဒီမှာကျတော့ multi cash ပေါ့နော်အခုနောက်ပိုင်းဆို KPay ရင်းနဲ့လက်ခံတာမျိုးရှိတယ်CB Pay တို့ AYN Pay တို့ပေါ့နော်လက်ခံတာမျိုးရှိရဲဆိုလဲဒီ multi cash နဲ့ငွေတွေကိုလက်ခံလို့ရတယ်ပေါ့ဒီအဓိကအပိုင်းကတော့ဒီစိန်တယ်တွေကပေါ့နော်ဒီမှာဆိုရင်စိန်တယ်တွေကအရင်းတွေသွင်းလို့ရတယ်ပေါ့ကိုကပရင်းစီကနေယူရဲဆိုရင်ဒီပစ္စည်းလေးရဲ့အရင်းတွေကိုသွင်းလို့ရတယ်အရင်းသွင်းပြီးတော့ဒီ profit တင်တဲ့အပိုင်းပေါ့ပစ္စည်းကိုကုတ်ထုတ်ပြီးတော့ profit တင်မယ်ရောင်းဈေးသတ်မှတ်တဲ့အပိုင်းတွေလုပ်လို့ရမယ်ပြီးတော့အယောင်ပေါ့စိန်တယ်တွေကိုအယောင်တွေသွင်းလို့ရမယ်ပြန်ဝယ်ပြန်လာသွင်းတယ်ဆိုလဲဒီမှာပြန်ဝယ်လုပ်လို့ရတယ်ပေါ့ပြီးတော့ live ဈေးငှားတာတို့ပွဲစားကိုခဏပေးတာမျိုးတို့အတွက်ဆိုရင်လည်းဒီစိန်တယ်အထွက်အဝင်တွေသုံးလို့ရတယ်ပြီးတော့ကောင်တာတွေပေါ့နော်တရက်နဲ့တရက်ပစ္စည်းတွေကိုကောင်တာမတူအောင်ခင်းတယ်ဆိုလဲတရက်နဲ့တရက်ကောင်တာတွေကိုရွှေ့ပြီးတော့ခင်းလို့ရတယ်ပြီးတော့အကယ်လို့ကိုကပေါ့နော်ဒီကုတ်ကိုပေါ့ဒီပစ္စည်းကတော်တော်လေးပျက်စီးနေပြီအယောင်တွေပိုင်းမိန်နေပြီဆိုရင်အဲ့ကုတ်ကိုထပ်မသုံးတော့ဘူးဆိုရင်လည်းဒီစိန်တယ်ကိုကုတ်ပဲပျက်စီးရင်မှသုံးလို့ရပါတယ်ဒီစီရင်ချုပ်တွေကကြတော့ပေါ့နော်ဒါနောက်ဆုံး fashion မှာအတစ်ထပ်ပြီးတော့report တွေထပ်ထည့်ပေးထားတာပေါ့နော်အဲဆိုရင်ဒီစိန်တယ်မှာဆိုရင်အယောင်စီရင်ချုပ်တွေကြီးလို့ရတယ်ကိုရောင်းလိုက်တဲ့ငွေအမောင်းနဲ့ပတ်သက်ပြီးစီရင်ချုပ်တွေကြီးလို့ရတယ်ပြီးတော့ကိုစီကနေပြီးတော့ပေါ့နော်ငွေအမောင်းအများဆုံးဝယ်တဲ့ customer ရဲ့ list တွေကိုကြည့်လို့ရတယ်ပြီးတော့ကိုဆိုင်မှာဘယ်ပစ္စည်းတွေကရောင်းအကောင်းဆုံးဖြစ်နေလဲဆိုတဲ့စီရင်တွေကိုကြည့်လို့ရတယ်ပြန်သွင်းတယ်ရှိရဆိုလဲဒီပြန်သွင်းတယ်တွေပေါ့နော်ကိုဒီနေ့အထည်ဘယ်နှခုပြန်သွင်းလက်ခံထားလဲဆိုတဲ့စာရင်းတွေကြည့်လို့ရတယ်ပြီးတော့အငှားရမျိုးရှိရဆိုလဲကိုစီကိုပေါ့နော်ပြန်အပ်ဖို့ကြံတဲ့စာရင်းတွေကြည့်လို့ရတယ်ပေါ့ပြီးတော့လက်ကျန်စာရင်းချုပ်တွေကြည့်လို့ရတယ်လက်ကျန်တွေကိုပေါ့ဒီမှာကတော့၄မျိုးခွဲကြည့်လို့ရတယ်ပေါ့ကုတ်တစ်ခုချင်းစီရဲ့အလေးချိန်တစ်ခုချင်းစီကိုကြည့်လို့ရတယ်အားလုံးကို group နဲ့လည်းကြည့်လို့ရတယ်ပေါ့ပြီးတော့ဒီနေ့မှာပေါ့နော်ပစ္စည်းဘယ်နှခုကုတ်သွင်းလိုက်တယ်ဘယ်နှခုရောင်းလိုက်တယ်ဘယ်နှခုအထွက်လုပ်လိုက်တယ်ကစားဒီလက်ကျန်တွေမှာကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီအယောင်အကျန်းမြတ်ပေါ့စိန်တယ်တွေကိုကိုယ်ရောင်းလိုက်တဲ့အခါကျရင်ဒီပစ္စည်းပေါ်မှာကိုကဘယ်လောက်မြတ်သွားလဲပြီးတော့ပြန်ဝယ်လုပ်လိုက်တဲ့အခါမှာလည်းဒီပစ္စည်းကိုကိုယ်ပြန်ဝယ်လုပ်လိုက်တယ်ဒီပစ္စည်းကိုပြန်ဝယ်လိုက်တဲ့ပစ္စည်းတစ်ခုပေါ်မှာဒီဆိုင်အနေနဲ့ဘယ်လောက်ရှုံးသွားတယ်မြတ်သွားတယ်ကစားကြည့်လို့ရပါတယ်ပြီးတော့ဒီ chest stock balance ဆိုတာကြတော့ဥမာဆိုင်မှာပေါ့နော် stock ရွာစစ်တဲ့အချိန် stock မကိုက်တာမျိုးဆိုရင်ဒီ chest stock balance ကနေပြီးတော့အလွယ်တကူပေါ့နော်ပစ္စည်းစရင်ကိုပျောက်နေတာလားလိုးနေတာလားအဲ့လိုစရင်တွေကိုကြည့်လို့ရပါတယ်ဒီငွေစရင်ဆိုတာကြတော့ပေါ့နော်ကိုကအကျွေးရောင်းတာတို့ installment ရောင်းတာမျိုးရှိရဆိုရင်ဒီငွေစရင်တွေကနေပြီးတော့ဒီပေါ့နော်ကုန်တဲ့အကျွေးစရင်တွေကြည့်လို့ရတယ်ကိုရပြရှိတဲ့အကျွေးစရင်တွေပေါ့ကြည့်လို့ရတယ်အကယ်လို့အဲ့ဒီကုန်တွေကမှငွေထက်လွှဲရဲဆိုလေဒီကုန်တဲ့ငွေလွှဲကြီးလုပ်လို့ရတယ်ပေါ့ပြီးတော့ဒီပေါ့နော်ဆိုင်ရဲ့ပစ္စည်းပေါ့နော်စိန်တယ်တွေရောင်းရလို့မဟုတ်ဘဲနဲ့တခြား other income ပေါ့ဒါမှမဟုတ် other expense တွေရှိရဲဆိုလဲဒီမှာတွင်းလို့ရတယ်ပြီးတော့ငွေစရင်ချုပ်ပေါ့ဒီနေ့တစ်နေ့လုံးကိုကရောင်းလိုက်တယ်ပြန်ဝယ်လုပ်လိုက်တယ်အဲ့ဒါဆိုရင်ကိုဆိုင်မှာငွေဘယ်လောက်ကျန်ခဲ့လဲငွေလက်ကျန်တွေကိုရှင်းတဲ့အနေနဲ့ကြည့်လို့ရပါတယ်ပြီးတော့ဒီစနစ်ဆိုတာကြတော့ပေါ့နော်ဆိုင်ရှင်တွေအနေနဲ့ဒါpermission ပေးတဲ့အပိုင်းပေါ့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုအယောင်းတွေပဲပေးသုံးမယ်ပေါ့နော်အရင်းတွေပိုင်းမသွင်းခိုင်းဘူးကုတ်တွေပိုင်းမတက်မခိုင်းဘူးဆိုရင်တော့ဒါဒီစနစ်ထဲကနေပြီးတော့user level ပေါ့ကိုယ့်ရဲ့ level တွေခွဲပြီးမယ် account တွေခွဲပြီးတော့ permission တွေတက်မှတ်လို့ရတယ်ပြီးကြတော့ဘယ်ဝန်ထမ်းอ่ะပေါ့နော်ဘယ် account နဲ့ဝင်ပြီးတော့ဘာတွေလုပ်ခဲ့လဲဆိုပြီးတော့ပြန်ပြီးတော့ log report တွေကြည့်လို့ရတယ်ပေါ့ဒါကတော့ဒီ OGM မှာပါဝင်တဲ့ဒီစိန်တယ်ရဲ့ overall လေးဖြစ်ပါတယ်